skin care တွေဝယ်ပြီးလို့ရှိရင်မသုံးမဲနဲ့ကြောင်ထိုးကိုသုံးချင်ကကြမှာထသုံးတဲ့သူတွေအတွက်ဒါလေးမသိဘူးဆိုလို့ရှိရင်လုံးဝနောင်တရမယ်နော်မမိုးဒါလေးကိုပြပြပေးခြင်းနဲ့တချို့က expiry date နဲ့ open date နဲ့ကိုတူပဲလို့ထင်းနေတဲ့သူမျိုးတွေရှိတယ်သိလားအခုမမိုးသုံးနေတဲ့ဒီ Medicure လေးဆိုလို့ရှိရင်ဒီမှာ date ရှိတယ် date ကပါလဲဆိုတော့ဒီမှာ2029နဲ့ date ကရေးထားတယ်2029ပေါ့နော်ဒီက2029မှာကုန်မယ်ဒါပေမဲ့အဲ့တော့လူတွေကတော်တော်များများကဘလို့ထင်လဲဆိုတော့2029ဆိုလို့ရှိရင်ဒါ2029ထိသုံးလို့ရတယ်လို့တော်တော်များများကထင်ကြတယ်တကယ်တော့ no အဲ့လိုမဟုတ်ဘူးเนาะသိလားအဲ့ဒါက तू က packing date ကိုပြောတာ packing date ဆိုတာလုံးဝ packing မဖောက်ရသေးတဲ့ဟာကိုပြောတာပေါ့နော်အဲ့လိုမျိုးပါအဲ့တော့ကိုက open ဆိုလို့ရှိရင်အနည်းဆုံး तू က6လတစ်နှစ်ဒီမှာကကြတော့များသောအားဖြင့်ဘူးပုံနေမှာပါရတယ်ပေါ့နော်ဒီမှာဒီဘူးမှာတော့မတွေ့ဘူးဘူးပုံမှာတော့ပါလိမ့်မယ်အဲ့တော့မမိုးတွေ့တဲ့ဟာလေးကိုပြမယ်ဟုတ်ကဲ့ဒီမှာပြမယ်ဒီမှာဘူးဖုံးလေးဒီမှာကြည့်လိုက်ဘူးဖုံးဖွင့်တဲ့ပုံစံမျိုးလေးလေအမတွေ့လားအဲ့လိုမျိုးဘူးဖုံးဖွင့်တဲ့ပုံစံမျိုးလေးပါတယ်အဲ့မှာဆိုဒီမှာဆိုရင်12 month နဲ့ရေးထားတယ်ကွာ12 month ဆိုလို့ရှိရင်ဒါတစ်နှစ်ပဲသုံးလို့ရမှာဘူးကို packing ဖွင့်ပြီးသွားပြီဆိုတစ်နှစ်ပဲသုံးလို့ရမှာသူကအဲ့ဒါကိုပြောတာအဲ့တစ်နှစ်အတွင်းမှာသုံးမှာသူ့ရဲ့ကောင်းကျိုးကိုကခံစားရမှာမဟုတ်ဘဲနဲ့အဲ့ဒါအထက်ကြော်လွန်သွားပြီဆိုလို့ရှိရင်သူကကောင်းကျိုးမဟုတ်ပဲဆိုးကျိုးပဲဖြစ်သွားမှာပေါ့နော်အဲ့ဒါလေးကိုတခြားသိဖို့လိုပါတယ်တော်တော်များများပေါ့နော်ကြီးလိုက်လို့ရှိရင်မမိုးဘူးတွေမှာကြီးလိုက်တယ်ဆိုလို့ရှိရင်များသောအားဖြင့်6လပေါ့နော်အဲ့လိုမျိုး6 month လို့12 month လို့အဲ့ဒါမျိုးတွေများတယ်ပေါ့နော်အများဆုံးကတော့တစ်နှစ်ပဲများတယ်အဲ့ဒါလေးကိုတတိထားစေချင်တာပါဒါလေးကိုတခြားသိသွားပြီလို့ထင်ပါတယ်အဲ့တော့ဘိုးကဒါလေးကိုတစ်ချက်တတိထားပါများသောအားဖြင့်ဒီလိုအမှားမျိုးလေးကတော်တော်များများလုံးကြတာတွေ့ပါတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့မမိုးကတစ်ချက်တတိပေးတာပါဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုလို့ရှိရင်လည်း share သွားပေးဖို့မမေ့နဲ့နော်ဒါကြောင့်လှပတော့နေ့ရက်လေးဖြစ်ပါစေတတာ